မြန်မာနိုင်ငံကအောင်မြင်ဆုံးမင်းသမီးကိုတောင်အကတင်ပေးနိုင်တဲ့အထိအောင်မြင်မှုရှန်ထွက်နေတဲ့အောင်စပူတပင်မင်းသားအောင်စပူကဇက်တော်ကြီးတွေကိုမကပြနိုင်ဘူးဆိုပြီးဝေဖန်ခံနေရပေမဲ့အကပညာနဲ့ပတ်သက်လာရင်အရေးချင်းရှိတဲ့သူဖြစ်ပါတယ်။ရုပ်ရှင်လောကမှာအောင်မြင်လာတဲ့အောင်စပူကမြန်မာနိုင်ငံရဲ့အောင်မြင်ဆုံးအချမ်းသာဆုံးတထေးကြီးတဦးရဲ့ဇနီးလေးဖြစ်တယ်လို့အကယ်ဒမီဆုတွေကိုအများကြီးသိမ်းပိုက်ထားတဲ့မင်းသမီးကြီးကိုတောင်မြန်မာအကတွေတင်ပေးနေပါပြီ။အောင်မြင်နေတဲ့ရုပ်ရှင်မင်းသမီးကြီးတွေကအကတွေကိုတီးတန့်တင်တာနဲ့ပါပေမဲ့မင်းသားအောင်စပူရဲ့အရေးချင်းကြောင့်မင်းသမီးကြီးကဇက်ခုံပေါ်ထိရောက်ရှိအောင်ဆွဲခေါ်နိုင်ခဲ့ပါတယ်။အောင်စပူကဘေးကနေတေချာတင်ပေးနေပြီးမင်းသမီးကြီးကလည်းလိုက်ကနေလို့ဖန်နီအတွက်တော့ဂုဏ်ယူစရာဖြစ်လာခဲ့ပြီးတော့သူနဲ့အလုပ်တွဲလုပ်တဲ့သူတွေကဘယ်နဲ့ပင်မှာပဲဖြစ်ဖြစ်အောင်မြင်သူတွေဖြစ်နေရကြောင်းနာမည်ကြီးမင်းသမီးကိုတောင်အကတင်ပေးခွင့်ရသွားခဲ့ရပါ။အောင်စပူကဇက်မတီထောင်ခင်ကလေးကအကတင်ပေးရဲ့နေရာမှာဆရာတဆူဖြစ်ခဲ့သူပါ။မအောင်မြင်ခင်အချိန်တုန်းကဖြူဖြူထွေးနဲ့အတူကြော်ညာရရင်နဲ့ဖြူဖြူထွေးကိုလည်းအကောက်တွေတင်ပေးပူပါတယ်။အခြားသူတွေကိုအကတင်ပေးနိုင်တဲ့အထိပညာပြေဝတာကြောင့်နာမည်ကြီးမင်းသမီးကိုလည်းမြန်မာအကတင်ပေးခွင့်ရလာပါတယ်။သူတို့နှစ်ဦးကမကြခင်မှာဘလို့တင်ဆက်မှုမျိုးရှိလာနိုင်မလဲဆိုတာကိုစိတ်ဝင်စားနေကြပါပြီ။2026ခုနှစ်ကအောင်စပူရဲ့နှစ်လို့ပြောရလောက်အောင်မြင်လာခဲ့ပြီးတော့ရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်းအပြိုင်ဆိုင်ကမ်းလှမ်းနေကြတဲ့အပြင်နာမည်ကြီးမင်းသမီးနဲ့ပါအလုပ်တွဲလုပ်တော့မှာပါဇက်တော်ကြီးမကနိုင်ဘူးလို့ဝေဖန်ခံရပေမဲ့အကပညာတွေသင်ပေးနေတဲ့နေရာမှာဆရာဖြစ်နေတဲ့အောင်စပူကဇက်သပင်ဝန်းစာပြေးဝတဲ့သူပါသူတို့နှစ်ယောက်ရဲ့ဖြောပြမှုကိုအားပေးမှလားဆိုတာခေါင်းမမှာပြောပြခဲ့ပါအောင်ရှင်တနိုင်ငံလုံးကဝင်နာပေးခြင်းကြပေမဲ့စောစောစီစီထွက်ခွာလိုက်ရတဲ့စတော်ဘယ်ရီမာလေးခင်ဘိုးပကြီးဓမ္မစင်ကမြန်မာပြိုင်ပွဲမှာပရိသတ်တွေအသိကျင်ဆုံးဖြစ်ခဲ့တဲ့မျက်နှာဖုံးရှင်ကစစ်စရာကောင်းတဲ့စတော်ဘယ်ရီဖြစ်ပါတယ်ဒီစတော်ဘယ်ရီဝတ်ဆောင်ကြီးကိုဝတ်ဆင်ပြီးလာပြိုင်တဲ့အဆိုတော်လေးကတီးဆိုမှုစွမ်းရည်လေးတန်နဲ့တွက်လက်မှုတွေကြောင့်ဒီပွဲတစ်ခုလုံးကိုဖန်ဆားထားနိုင်ခဲ့ပါတယ်အစာပိုင်းမှာဘယ်သူလဲဆိုတာအသေးချာမသိရသေးပေမဲ့ဆိုဟန်တွေကြောင့်ပရိသတ်တွေကဒီစတော်ဘယ်ရီလေးကတော့တာမန်အစင်မဟုတ်ဘူးတကယ့်ကိုဝင်နာစုနဲ့ထိုက်တန်လုံးနေဆိုပြီးတော့ကနဦးကလေးကအားပေးခဲ့ကြပါတယ်အားလုံးကိုအင်အားသွားစီတာကအဲ့ဒီစတော်ဘယ်ရီလေးကမြန်မာတန်စင်အဆိုတော်မလေးခင်ဘိုးပကြီးဖြစ်နေတာပါခင်ဘိုးပကြီးကခေတ်ပေါ်သချင်းတွေတင်မကမြန်မာတန်စင်သချင်းတွေကိုတီးဆိုတတ်ပါတယ်။အနေအေးပင်မဲ့ပြန်ပွဲမှာစတော်ဘယ်ရီအဖြစ်ပုံစံပြောင်းပြီးတော့လာရောက်ရှင်ပြိုင်တဲ့အခါအရန်တွက်လက်နေတယ်လို့ဒိုင်းတွေကိုလည်းလေစားသွားနိုင်ခဲ့ပါတယ်။သမက်စင်ကမြန်မာစီဇန်3မှာစတော်ဘယ်ရီလေးကအရန်တော်နေရကြောင်းသူ့ကိုဝယ်ဝင်လာဖြစ်စေခြင်းပါတယ်။ဒါကြောင့်ဒီအစီအစဉ်ကပို့ပြီးတော့မြိုင်ဆိုင်လာလို့စောစောစီစီမထွက်စေခြင်းပါဘူး။ဒါပေမဲ့စတော်ဘယ်ရီကစောစောစီစီမျက်နှာဖုံးချွတ်လိုက်ရပြီးပြန်ပွဲကနေနှုတ်ဆက်သွားခဲ့ရပါပြီ။ဒီပြန်ပွဲမှာမဲများတဲ့သူကအရင်ဆုံးမျက်နှာဖုံးကိုချွတ်ရတာဖြစ်လို့စတော်ဘယ်ရီလေးကတော်ပေမဲ့လည်းမျက်နှာဖုံးချွတ်လိုက်ရပါတယ်။သူ့ရဲ့အရေးချင်းတွေကိုဆက်ပြီးတော့မြင်ချင်ကြပေမဲ့မျက်နှာဖုံးချွတ်လိုက်ရလို့ဒီအစီအစဉ်ကစိတ်ဝင်စားသူတွေတောင်လျော့နေသွားပါတယ်။စတော်ဘယ်ရီလေးကိုခံမှန်းထားသူလေးနဲ့တကယ်ရောကန့်ညီရဲ့လားဒီပြန်ပွဲမှာဘသူကအကောင်းဆုံးဖြစ်ခဲ့လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။